အစိတ်ပြင်းတဲ့ပင့်ကူတစ်ကောင်ကမိန်းကလေးတစ်ယောက်ရဲ့ပါးစပ်ထဲဝင်သွားပြီးချက်ချင်းပဲသူမကိုပင့်ကူဆွန်ပြီးအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။အရင်တုန်းကယောက်ျားလေးတစ်ယောက်ကပင့်ကူတွေနေတဲ့မြေကူးတောင်ကိုထိတွေ့လိုက်တာကြောင့်ထောင်ပေါင်းများစွာသောအစိတ်ပြင်းပင့်ကူတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီထဲကအပြာရောင်ပင့်ကူတစ်ကောင်ကယောက်ျားလေးရဲ့ပါးစပ်ထဲဝင်သွားပြီးအခြားပင့်ကူတွေကလူတွေကိုစတင်တိုက်ခိုက်လာခဲ့ပါတယ်။ပင့်ကူတွေကယောက်ျားလေးတစ်ယောက်ကိုလိုက်လံပြီးသူ့အသက်ကိုကယ်ဖို့တစ်တော်ထဲမှာပြေးလွတ်ခဲ့ပါတယ်။သူလဲကျသွားပေမဲ့ချက်ချင်းထလာပြီးဆက်ပြေးခဲ့ပါတယ်။နောက်ဆုံးမှာစွန့်ပစ်ထားတဲ့ကားတစ်စီးကိုတွေ့ပြီးကားထဲဝင်ပုန်းခဲ့ပါတယ်။ပင့်ကူကသတင်းပေါက်ပေါ်တက်လာတာကြောင့်သတင်းပေါက်ကိုပိတ်လိုက်ပါတယ်။ဒါပေမဲ့ပင့်ကူကကားပေါ်ကနေဝင်ပြီးယောက်ျားလေးကိုကားထဲကထွက်ခိုင်းခဲ့ပါတယ်။ပင့်ကူကဆက်လက်လိုက်လံခဲ့ပြီးယောက်ျားလေးကအစွမ်းကုန်လမ်းလွဲဖို့ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာအိမ်ဟောင်းတစ်လုံးထဲဝင်ပုန်းပြီးပင့်ကူမရှိတော့ဘူးလို့ထင်ပြီးတက်တာစွာအသက်ရှူလိုက်ပါတယ်။ဒါပေမဲ့ပင့်ကူကတကားအောက်ကနေရှုံးဝင်လာပြီးသူ့စီတိုက်ခိုက်လာခဲ့ပါတယ်။ပင့်ကူကပြန်တက်ပြီးယောက်ျားလေးရဲ့ပါးစပ်ကိုပြစ်မှတ်ထားလိုက်ပါတယ်။အချိန်မီရမန်ရဲ့ဟောင်းနေတဲ့အုတ်ထုပ်ကသူ့ကောင်းပေါ်လဲကျလာပြီးသူ့ပါးစပ်ကိုယောက်ျားလေးကပင့်ကူကိုဖမ်းပြီးတန်တူနဲ့ပြင်းပြင်းထန်ထန်ထုချလိုက်ပါတယ်။ဒါပေမဲ့ဒါကပင့်ကူတစ်ကောင်ပဲဖြစ်ပြီးအပြင်ဘက်မှာတော့ထောင်ပေါင်းများစွာသောပင့်ကူတွေသူ့ကိုစောင့်နေစေဖြစ်ပါတယ်